သူ့ကိုလဲထိုးမယ်ဆိုပြီးညာတန်ပေးနေတဲ့နဘေးကိုဂတ်တင်းနဲ့ဝမ်နေပေးလိုက်တဲ့စူပါလက်နဲ့နဘေးကနိုင်တို့ရင်ဆိုင်ကြမဲ့ပွဲကပရိသတ်တွေထူးစိတ်ဝင်စားကြတဲ့ပွဲပါပဲမွေထိုင်းဘန်နဝိတ်တန်းမှာဘရင်သစ်ပေါ်လာမလားစူပါလက်ကပဲပလင်မော်ဆက်ထိုင်သွားနိုင်မလားစောင့်ကြည့်ရမှာပါနဘေးကတော့စူပါလက်ကိုနိုင်ပြီးတော့ပထမချိန်တွေးဆုံခဲ့တဲ့ပွဲတုန်းကလိုရလက်ကိုပြောင်းပြန်လန့်ကျင်နေတာဖြစ်ပါတယ်နဘေးကစူပါလက်ကိုလည်းလက်စားချေချန်ပီယံကပတ်ကိုလည်းပိုင်ဆိုင်တစ်ချက်ကိုနှစ်ချက်ပြတ်ချင်နေတာပါဒါနဲ့ပတ်သက်ပြီးတော့နဘေးကအခုလိုပဲပြောထားဥပါတယ်လိုကတဲ့နှစ်ကကျွန်တော်က၄အောင်စားပဲလေးတဲ့လက်အိပ်ပါကြောင်းမသိခဲ့ပါဘူးကျွန်တော်လက်အိပ်ပါဝတ်တဲ့အတွေ့အကြုံလည်းမရှိခဲ့ပါဘူးခုချိန်မှာတော့ကျွန်တော်လုံးဝခြားနာပြောင်းလဲသွားခဲ့ပါပြီစူပါလက်ကိုရှုံးခဲ့တာကျွန်တော်တို့ကသင်ခန်းစာကြီးရစီပါတယ်ကျွန်တော်အဲ့ဒီပွဲကနေအများကြီးတင်ထားပြီးပါပြီလာမယ့်ပွဲမှာတော့ရလက်ကမတူးစွာကျွန်တော်သိကြပါတယ်ကျွန်တော်နေရက်တိုင်းမှာပိုကောင်းအောင်သေးချင်းတင်ကြားနေတာပါနောက်ဆုံးပွဲမှာဖြစ်ခဲ့သလိုမျိုးထပ်ပြီးတော့အဖြစ်မခံနိုင်ပါဘူးအဲတုန်းကကျွန်တော်ကခြာတိတ်ပဲရှိပါသေးတယ်အခုကျွန်တော်အများကြီးကြီးထွားလာပါပြီကျွန်တော်သာသင်ခန်းစာမယူနိုင်ခဲ့ရင်ဒီနေ့လိုနေရာမျိုးမှာရောက်နေမှာလည်းမဟုတ်ပါဘူးကျွန်တော်အနိုင်ရတဲ့အတွက်ကစားသွားမှာပါကျွန်တော်စူပါလက်ကိုအနိုင်ကျင်းပါတယ်ကျွန်တော်ချန်ပီယံဖြစ်တာမဖြစ်တာကိုဂိမ်းမဆိုင်ပါဘူးကျွန်တော်စူပါလက်ကိုပဲတီးကျင်တာပါဒါပါပဲဒီပွဲမှာကျွန်တော်လိုချင်တာအဲ့ဒါလေးပါပဲဆိုပြီးတော့ပြောသွားခဲ့ပါတယ်နဘေးကတော်လေးကို serious ဖြစ်နေတာပါနဘေးနဲ့စူပါလက်တို့ထိုင်းနိုင်ငံမှာ face off လုပ်တော့ကစူပါလက်ကနဘေးကိုရီးပြခဲ့တယ်လို့နဘေးကလည်းပြန်ပြီးတော့ရီးပြခဲ့ပါတယ်ပြန်ဘက်တွေဆိုရင်တကူကိုတူလေးစားတဲ့သဘောမျိုးပါဒါပေမဲ့ဂျပန်နိုင်ငံမှာ face off လုပ်ချိန်မှာစူပါလက်ကရီးပြမယ်နဘေးကခက်တီနေနဲ့ပဲပြန်ပြီးတော့စိုက်ကြည့်နေခဲ့ပါတယ်စူပါလက်တောင်မှကြောင်အန်းဖြစ်သွားခဲ့ရသေးတာပါခုချိန်စူပါလက်ကယုံကြည်မှုလွန်ကဲတယ်နဘေးနဲ့ပတ်သက်ပြီးတော့ဒါရီစကားပြောသွားခဲ့ပြီဖြစ်ပါတယ်နဘေးကကျွန်တော်အဖွင့်ပွဲမှာရှုံးပြီးတဲ့နောက်ပိုင်းအများကြီးတိုးတက်လာပါတယ်နိုင်ပွဲလည်းဆက်လာခဲ့တာပါနိုင်ပွဲရလေလေသူ့ရဲ့ယုံကြည်ချက်ကလည်းမြင်မာလာလေးပါပဲသူကအောင်မြင်မှုတွေကိုလည်းပုံမစားလောင်နေတာပါဘလို့ဖြစ်နေပါစေသူကငယ်သေးတယ်လို့ဝါနုတဘာနုအတွေ့အကြုံလည်းနှုတ်နေပါသေးတယ်သူမှအကောင်းဆုံးဖြစ်လာဖို့လိုအပ်တာလေးတွေရှိနေသေးတယ်လို့ကျွန်တော်ထင်ပါတယ်အတွေ့အကြုံများလာတဲ့နေ့သူကပိုကောင်းလာမှာဖြစ်တယ်လို့ရင်ဆိုင်ခက်လွန်းလို့တွဲဆိုင်ဖို့တောင်ခက်တဲ့သူဖြစ်လာနိုင်ပါတယ်ဘန်နဝိတ်တန်းမှာကျွန်တော်ရဲ့ပါဝါပိုကောင်းပြီးတော့ထိုးချက်ကန်ချက်တွေကပိုပြီးတော့ပြင်းပါတယ်ကျွန်တော်လည်းဘေးကိုဒီဝိတ်တန်းမှာရင်ဆိုင်တာကပထမပွဲတုန်းကလို့ flyweight မှာရင်ဆိုင်တာကပိုပြောစားကောင်းမယ်လို့ထင်ပါတယ်ကျွန်တော်အကွက်ပေါင်းမျိုးစုံပြင်ဆင်ထားသူ surprise တိုက်စားလေးလည်းအများကြီးရှိပါတယ်နဘေးကနောက်ဆုံးပွဲတင်မှာလဲထိုးနိုင်ပွဲတွေရထားပေမဲ့ကျွန်တော်ဖြည့်ရှင်းနိုင်မယ်လို့ထင်ပါတယ်နောက်ဆုံးချိန်မှာပွဲကိုပြတ်ဖြတ်နိုင်မယ်အခွင့်ရလာလိမ့်မယ်လို့ထင်ပါတယ်ပွဲက9ကြီးရောက်သွားမယ်ဆိုရင်ကျွန်တော်ရဲ့ game plan ပြောင်းသွားမှာပါဒီအတွက်လည်းစီစဉ်ထားပါတယ်ကျွန်တော်သိပါတယ်80ခန်းသောသူတွေကဒီပွဲမှာနဘေးနိုင်သွားလိမ့်မယ်လို့ထင်မြင်နေကြပါတယ်ကျွန်တော်လည်းဒီပွဲကလည်းဘယ်လိုထွက်လာမလဲဆိုတာမသိပါဘူးဒါပေမဲ့နိုင်သည်ဖြစ်စေရှုံးသည်ဖြစ်စေကျွန်တော်အကောင်းဆုံးကစားသွားမှာပါဒီလိုခက်ခဲတဲ့ပွဲမျိုးကစားတာကျွန်တော်တို့ကဒါပထမဆုံးမဟုတ်ပါဘူးအရင်ကလည်းခုတည်းအများကြီးပိုခက်ခဲတဲ့ပွဲတွေကစားဥပါတယ်နဘေးကအရက်မြင်မာသူမလို့ကျွန်တော်ထက်အားသာချက်ပိုကောင်းတာပုံမှန်ပါပဲလူတွေကကျွန်တော်မျက်နှာတွေမေးစီးတွေကြီးပဲရှယ်ကျွေးခံလိမ့်မယ်လို့ပြောနေကြပါတယ်ကျွန်တော်ကဒါကိုဖြည့်ရှင်းဖို့ပလန်ရှိပြီးသားပါနဘေးအဲ့လိုလုံးနိုင်မလားစောင့်ကြည့်ကြတာပေါ့ကျွန်တော်ဘာပြန်လုံးနိုင်လဲဆိုတာမြင်ရပါလိမ့်မယ်ဒီပွဲကကျွန်တော်ရဲ့1မွေတိုင်းချန်ပီယံပွဲကိုကာကွယ်တဲ့ပထမဆုံးပွဲပါကျွန်တော်ကဘွားတစ်ချောင်းလုံးမွေတိုင်းကစားခဲ့တာဖြစ်ပြီးတော့ချန်ပီယံဖြစ်တာလည်းမကြသေးပါဘူးဒါကြောင့်ဒီပွဲကိုအရှုံးမပေးနိုင်ပါဘူးကျွန်တော်ချန်ပီယံပွဲကိုကာကွယ်နိုင်မယ်လို့ယုံကြည်ပါတယ်ဆိုပြီးပြောသွားခဲ့တာဖြစ်ပါတယ်နီကိုကာရီလိုကိုနဘေးကြော်ဖြတ်ခဲ့တာကသူ့ကိုအားအသင်းစီချောင်းကိုလည်းစူပါလက်ကခုလိုမျိုးပြောပါသေးတယ်နီကိုနဲ့နဘေးတို့ရဲ့ပွဲလက်ကကျွန်တော်မှန်းထားသလိုမဟုတ်ပါဘူးကျွန်တော်ကနီကိုနိုင်မယ်ပဲထင်ခဲ့တာပါနီကိုကနဘေးကိုအလဲထိုးမယ်ထင်နိုင်မယ်နောက်ဆုံးမှာနဘေးကနီကိုအလဲထိုးပြီးတော့အားလုံး surprise တိုက်သွားပါတယ်နဘေးကရုပ်ပိုင်းဆိုင်အားကောင်းလာသူလီစစ်ပိုင်းလည်းကျွမ်းကျင်ပါတယ်ဒါဖိုက်တာတွေပုံမှန်ပါပဲဖိုက်တာတိုင်းတိုးတောင်းလို့ရမှာပါပဲဒီဘက်တော့ကျွန်တော်ပြင်ဆင်မှုရှိလားဆိုရှိတာပေါ့နဘေးနဲ့ထိုးရမယ်ဆိုတာသိကြတယ်ပြင်ဆင်ထားတာပါဂျပန်မှာထိုးရမှာလည်းပြောပါတယ်ပရိသတ်တွေကတခဲနဲ့အားပေးကြလေလို့ဆိုခဲ့တာဖြစ်ပါတယ်ဆိုတော့ပရိသတ်တွေကစူပါလက်နဲ့နဘေးနဲ့စူပါလက်ဘယ်သူနိုင်မယ်ထင်လဲကွန်မန့်မှာမှတ်ချက်ပေးသွားခဲ့ပါဦး